လောက်ကန်ရလွယ်ကူပြီးလူတိုင်းနဲ့တင့်တော်တဲ့မုတ်သုံးမျိုးအားလုံးပဲမင်္ဂလာပါထောက်ဝမ်ပရိသတ်တို့နေကောင်းကြလားရှင်အသားလုံးချိုချင်းကြောအင်ဒိုစတိုင်းအရသာရှိတဲ့အသားလုံးကြော်လေးရဖို့အတွက်အခုလိုမျိုးလွယ်ကူလျင်မြန်စွာပြုလုပ်လို့ရပါတယ်စက်သားချိတ်သားကိုအသုံးပြုပြီးလွယ်ကူလျင်မြန်တဲ့အသားလုံးချိုချင်းကြော်လေးပြုလုပ်ဖို့အတွက်အရင်ဆုံးအခုလိုမျိုးကြိုက်နေတဲ့ရအသားကိုချိတ်ထားလိုက်ပါပြီးတဲ့အခါမှာတော့ညှိနှံပြောက်စေဖို့နဲ့အရသာတွေပို့ပြီးဝင်စေဖို့စားနဲ့ငရုတ်ကောင်းမှုတို့ကိုထည့်ပြီးဘန်းကပြိုင်နဲ့အတူစက်သွန်ဖြူနုံနုံဆင်းထည့်ကောင်အားလုံးကိုတမနေအောင်မှွေပေးလိုက်ပါအခုလိုအနေထားမျိုးနဲ့အသားလုံးဖို့အတွက်အနေတော်အနေထားဖြစ်ပြီးဆိုတဲ့အခါမှာတော့စီနဲနဲနဲ့လိုသလိုပုံသွင်းပြီးအခုလိုမျိုးကြော်လို့ရပါပြီကြော်တဲ့အခါမှာအထက်အောက်ကိုတေချာလေးအချက်ညီအောင်ကြော်ပေးရပါမယ်ရှင်ကြော်ပြီးတော့ရင်တော့စက်သားလုံးကိုပို့ပြီးအရသာရှိစေဖို့ဘန်းကပြားရည်ငရုတ်စီနဲ့ပြားရည်တကြားတို့ကိုထည့်ပြီးကြာညွတ်အနက်တို့ကိုထည့်ကဖြောလိုက်ပါပြီးတဲ့အခါမှာတော့အစောနာကကြော်ထားတဲ့အသားလုံးကိုပြန်ကြော်ပြီးစီလေးတွေနဲ့အတူတုပ်ပေးလိုက်ပါရှင်ဒါဆိုရင်တော့အခုလိုအယောင်ဆင်းလဲလှပြီးအရသာလည်းရှိတဲ့အင်ဒိုစတိုင်းအသားလုံးကြော်လေးကိုအိမ်မှာအလွယ်တကူလှုပ်ရှားနိုင်ပြီပဲဖြစ်ပါတယ်နော်cheese tteokbokki အရသာမရှိတဲ့စံမုတ်ချောင်းကြီးပဲစားနေရတဲ့အခါမှာအခုလိုမျိုးချိုချိုငငယ် tteokbokki ချောင်းလေးကိုလှုပ်ရှားကြည့်လိုက်ပါအချိန်မိနစ်20လောက်ပဲပေးရုံနဲ့အရသာရှိတဲ့ဟင်းတစ်ခွက်ကိုရရှိမှာဖြစ်တဲ့အတွက်လှုပ်ကြည့်လို့မှတ်သားမဲ့ဟင်းတစ်ခွက်ပဲဖြစ်ပါတယ်ရှင်အရင်ဆုံး cheese ချောင်းလေးတွေကိုအခုလိုမျိုးတလက်မအတုံးလေးတွေအဖြစ်လှီးထားလိုက်ပါပြီးတဲ့အခါမှာတော့သူတို့ကိုလိပ်ဖို့အတွက်ဗီယက်နမ်ဆန်ပြားကိုအသုံးပြုရပါမယ်ရှင်ဆန်ပြားကိုအသုံးပြုဖို့အတွက်ရေစိမ်ပြီးပြီဆိုရင်တော့လှီးထားတဲ့ cheese တုံးလေးတွေကိုအခုလိုမျိုးဆန်ပြားနဲ့လှိမ့်လိုက်ပါနော် cheese နဲ့ဆန်ပြားလေးတွေရလာပြီဆိုတဲ့အခါမှာတော့ဒုံလေးတွေနဲ့ထိုးပြီးတေချာလေးကြော်ပေးလိုက်ပါရှင်စီနဲနဲနဲ့အခုလိုအနေထားရတဲ့အထိကြော်ပြီးသွားတဲ့အခါမှာတော့အရသာအတွက်ငရုတ်စီဘန်းကပြားရည်တကြားနဲ့ကြာညို့တို့ကိုတေချာလေးကြိုပြီးငရုတ်နှစ်နဲ့အတူရုံးမှွေလိုက်ပါပြီးတဲ့အခါမှာတော့ကြော်ထားတဲ့အဆန်မုတ်လေးတွေနဲ့တေချာလှိမ့်ပေးလိုက်မယ်ဆိုရင်အရသာရှိပြီးဝါလို့လည်းကောင်းတဲ့အစာပြေမုတ်လေးကိုရရှိလာမှာပဲဖြစ်ပါတယ် cheese tteokbokki လေးကိုအခုလိုမျိုးအိမ်မှာအလွယ်တကူလိုက်လုံစားလို့ရပြီဖြစ်ပါတယ်နော်ကျုပ်အာလူခွက်မိုးလေးနာနဲ့ဘာမှစားစရာမရှိတဲ့သူတွေအတွက်အရသာရှိတဲ့မနက်စာမိုးလေးကိုအခုလိုမျိုးလှုပ်ရှားကြည့်လို့ရပါတယ်ရှင်လွယ်ကူမြန်ဆန်ပြီးတော့ကလေးလူကြီးမိရွေတင့်တော်တဲ့မနက်စာမိုးလေးဖြစ်လို့လုံနေလေးသိထားရင်မှတ်မားမဲ့မုတ်လေးပါပဲနော်အရင်ဆုံးပုံစံခွက်လေးထဲမှာအခုလိုမျိုး cheese လေးတွေကိုထည့်ပြီးသွားရင်အပေါ်မှာပြုတ်ထားတဲ့အာလူတွေကိုထည့်လိုက်ပါပြီးတဲ့အခါမှာတော့အဲ့ဒီအာလူတွေကိုခွက်နဲ့ဖိချေပြီးမုတ်ခွက်ပုံစံပုံသွင်းလိုက်ပါနော်အာလူခွက်လေးရလာပြီဆိုတဲ့အခါမှာတော့အပေါ်မှာစီလေးအနှဲငယ်စွတ်ကောင်အခုလိုမျိုးကြုံလေးတွေကိုဖောက်ထည့်လိုက်ပါကျုပ်တွေကိုအာလူခွက်တွေထည့်ပြီးသွားပြီဆိုရင်စပြီးပေါင်းထားလိုက်လို့ရပြီဖြစ်ပါတယ်။အော်ဗန်မရှိတဲ့သူတွေလည်းပေါင်းဝန်းနဲ့တည်ပြီးပြုတ်လုပ်လို့ရတယ်လို့ရင်းနှီးငွေ့နဲ့လည်းပေါင်းလို့ရတဲ့အတွက်စိတ်မပူပါနဲ့နော်။နောက်ဆုံးမှာတော့အခုလိုစားလို့ကောင်းပြီးအရသာရှိတဲ့ကျုပ်အာလူခွက်မုတ်လေးရရှိလာပြီပဲဖြစ်ပါတယ်။ပရိသတ်တို့စိတ်တိုင်းကြလိုက်လို့စားကြည့်နိုင်အောင်အခုလိုပဲရှင်းရှင်းလင်းလင်းတင်ဆက်ပေးလိုက်ပါတယ်နော်။ဆက်လက်ပြီးစိတ်ဝင်စားဖို့ကောင်းတဲ့လွယ်ကူရိုးရှင်းလျင်မြန်တဲ့ဟင်းလျာတွေအတွက်ကျမတို့ရဲ့ page ကို like and follow လုပ်ပြီးစောင့်မျှော်အားပေးကြပါအောင်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်။နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ။